ဒီရက်ပိုင်းတွင်ထိုင်းနိုင်ငံနဲ့မြန်မာနယ်စပ်တွေကိုခီးသွားချိန်မှာတော်လိုင်းသမားတချို့နဲ့တွေ့ခဲ့ပါတယ်။အဲ့ဒါလို့သွားတဲ့အချိန်မှာသတင်းသမားတစ်ယောက်အနေနဲ့အင်တာဗျူးတွေမေးမြန်းတဲ့အလုပ်တွေကိုဦးစားမပေးဘဲနဲ့နိုင်ငံရေးအမြင်အမျိုးမျိုးကိုနားထောင်ခဲ့ပါတယ်။အင်တာဗျူးတောင်းလိုက်လို့ရှိရင်လွတ်လွတ်လပ်လပ်မပြောဘဲနဲ့တွန့်သွားမှာဆိုလို့အလွတ်သဘောဆွေးနွေးတာကိုပဲဦးစားပေးခဲ့တာပါ။နိုင်ငံရေးသမား2ယောက်နဲ့စကားပြောတဲ့အချိန်မှာတော့စင်တူရိုးမှအတွေးခေါ်တစ်ခုကိုတွေ့ခဲ့ရပါတယ်။နောက်ခံဖြတ်သန်းမှုမတူနိုင်ငံရေးအယူဝါဒယုံကြည်မှုမတူပေမဲ့သူတို့နှစ်ယောက်အတွေးခေါ်တော်တော်တူကြပါတယ်။နှစ်ယောက်စလုံးဟာတိုင်းပြည်ပေါ်မှာစေတနာထားကြတဲ့သူတွေကြီးပါပဲ။တယောက်သောသူဟာဆိုလို့ရှိရင်အဖွဲ့အစည်းကြီးတစ်ခုမှာအရေးကြီးတဲ့တာဝန်ကိုထမ်းဆောင်နေတဲ့လူတစ်ယောက်ပါ။လက်ရှိတော်လှန်ရေးအကြောင်းကိုဆွေးနွေးကြတဲ့အခါအကဲဖြတ်ကြတဲ့အခါမှာသူတို့နဲ့ကျွန်တော်တော်တော်လေးတူပါတယ်။ဘာတွေတူတယ်လဲဆိုတော့တော်လှန်ရေးအောင်မြင်မှုဆိုလို့ရှိရင်တော်တော်ကြီးခက်ခဲရုန်းကန်ရလိုက်အောင်မယ်ဆိုတဲ့အချက်မှာတူပါတယ်။ဥဆောင်တဲ့သူတွေမှာအားနည်းချက်တွေတော်တော်ရှိနေသေးတယ်ဆိုတဲ့အချက်မှာလည်းတူညီကြပါတယ်။တက်တီဆောက်မှုတွေတော်တော်အားနည်းသေးတယ်ဆိုတဲ့အချက်မှာလည်းအမြင်တူပါတယ်။တက်တီဆောက်မှုမကောင်းမွန်တဲ့အတွက်တော်လှန်ရေးတက်တချို့အပေါ်မှာပြည်သူလူထုထောက်ခံမှုကျဆင်းအားလျော့လာတယ်လို့မြင်လာခြင်းနဲ့တူပါတယ်။လုံးဝဆုံးရှုံးသွားတယ်လို့ကျွန်တော်ပြောတာမဟုတ်ပါဘူး။ဒါပေမဲ့ကျဆင်းအားလျော့လာတာကတော့သိကြပါတယ်။ပြည်သူလူထုကတော်လှန်ရေးအပေါ်မှာညှို့ညင်တဲ့စကားမပြောကြသေးပါဘူး။ဒါပေမဲ့လက်နက်ကင်တော်လှန်ရေးအဖွဲ့တချို့အပေါ်မှာတော့အားမလို့အားမရပြောတဲ့စကားတွေဝေဖန်တဲ့စကားတွေကိုကြဲကြဲလောင်လောင်ကြားနေကြရပါပြီ။တော်လှန်ရေးတက်တချို့အပေါ်မှာပြည်သူလူထုထောက်ခံမှုရောကျလာတာဟာတော်လှန်ရေးအတွက်အဓိကကျတဲ့ပြောခွက်ကြီးတစ်ခုဖြစ်လာတဲ့အတွက်သိစိုးရင်စရာကောင်းတယ်ဆိုတဲ့အချက်ပေါ်မှာလဲကျွန်တော်တို့သဘောထားတူညီကြပါတယ်။ဒီတော့ကျွန်တော်တို့ချင်းချင်းသဘောထားလုံးဝတူညီတယ်လို့ထင်လိုက်မိပြီးတော့ထပြန်ကနီးအချိန်မှာနည်းနည်းလေးဆက်ပြောလိုက်ပြီးတော့ဖြောင်းကြီးစန့်ကျင်ကွဲလဲနေပါလားဆိုတာကိုသတိပြုလိုက်မိပါတယ်။ဘာတွေကွဲလဲတယ်လဲဆိုတော့ကြတော့ရှစ်ဆက်ဘာလုပ်ကြမလဲဆိုတဲ့နေရာမှာကွဲလဲပါတယ်။သူတို့ကတော်လှန်ရေးအောင်မြင်ဖို့ရာအဲ့လိုအခက်အခဲတွေကြီးမားမားရှိနေတဲ့အတွက်ဆက်မလုပ်ကြနဲ့တော့ပြည်တွင်းစစ်ရက်စဲရေးလုပ်ကြရအောင်ဆိုတဲ့ကောက်ချက်ကိုချထားပါတယ်။အဲ့ဒီမှာဟာကနေဖြစ်သွားတာပါ။ကျွန်တော်အမြင်ကအခက်အခဲတွေကြီးမားမားရှိတာမှန်တယ်။လိုအပ်ချက်တွေအများပြားရှိတာမှန်တယ်။အဲ့ဒါတွေကိုမရအောင်ကျော်လွှားပြီးတော့စစ်အာဏာရှင်စနစ်အမြင့်ဖြတ်ရေးကိုကြကုတ်ကြခဲဆက်လုပ်ကြမှာဖြစ်မယ်ဆိုတဲ့အမြင်ကျွန်တော်အမြင်ကအခက်အခဲတွေကြီးမားရှိတာမှန်တယ်။လိုအပ်ချက်တွေအများပြားရှိတာမှန်တယ်။အဲ့ဒါတွေကိုမရအောင်ကျော်လွှားပြီးတော့စစ်အာဏာရှင်စနစ်အမြင့်ဖြတ်ရေးကိုကြကုတ်ကြခဲဆက်လုပ်ကြမှာဖြစ်မယ်ဆိုတဲ့အမြင်ပါဒီလိုဆိုလို့ရှိရင်ခင်ဗျားတို့ဘက်ကအမြင်ကလက်နက်ကင်တော်လှန်ရေးမလုပ်ပါနဲ့ပြည်သူနာပါတယ်ရွေးကောက်ပွဲဝင်ကြပါငြိမ်းချမ်းဖြည့်ရှင်းကြပါဆိုပြီးတော့စစ်အုပ်စုလုပ်တဲ့ရွေးကောက်ပွဲမှာခြေစုံပစ်ဝင်သွားကြတဲ့သူတွေနဲ့တူမနေဘူးလားလို့ကျွန်တော်ကမေးခွန်းထုတ်ပါတယ်အဲ့ဒီမေးခွန်းကိုတော့သူတို့လက်မခံနိုင်ကြပါဘူးရွေးကောက်ပွဲအလိုတော်ကြီးများနဲ့ဒန်းတူသဘောထားပြီးတော့အပြောခံရတာကိုတော့သူတို့ကနာကြပုံရပါတယ်သူတို့ကအဲ့လိုနီးမျိုးနဲ့ပြည်တွင်းစစ်ရက်စဲကျင်တာမဟုတ်ပါဘူးလေဗျာသူတို့လိုချင်တဲ့နီးက2008အခြေခံဥပဒေကိုဖျက်သိမ်းပေးရမယ်လက်နက်ကင်ဝန်ကြီးဌာန3ခုကိုရတာအစိုးရလက်အောက်မှာထားရမယ်ရွေးကောက်ပွဲမှာအားလုံးပါဝင်ခွင့်ပြုရမယ်လို့ဆိုပါတယ်သူတို့ရဲ့အဆိုမှာအဓိကအချက်2ချက်ပါဝင်ပါတယ်နံပါတ်1ကစိတ်ရဆဲရမယ်နံပါတ်2ကစစ်ချေဥကိုဖျက်သိမ်းပြီးတော့လက်နက်ကင်ဝန်ကြီးဌာန3ခုကိုရတာအစိုးရအောက်ထားရမယ်အားလုံးပါဝင်တဲ့ရွေးကောက်ပွဲလုပ်ရမယ်ဆိုတဲ့အချက်ပါဒီပြဿနာဟာနိုင်ငံရေးသမားတော်တော်များကြားထဲမှာလဲကြဲပြန့်ရှိနေတဲ့ပြဿနာတစ်ခုလို့ယူဆတဲ့အတွက်အခုကျွန်တော်ရဲ့ဆွေးနွေးချက်ကိုပြည်သူလူထုအများရှေ့မှောက်မှာတင်ပြပါမယ်ပထမအချက်ကိုစရှင်းပါမယ်စစ်ကိုဘယ်သူမှမလိုလားပါဘူးပြည်သူလူထုနဲ့တော်လှန်ရေးသမားလူငယ်တွေကလည်းမလိုလားပါဘူးစစ်အုပ်စုကလည်းမလိုလားပါဘူးမလွဲမရှောင်တာလို့တိုက်ကြရတာပါရှေ့မှာငြိမ်းချမ်းတဲ့နီလန်းနဲ့အချိန်ဖြည့်ရှင်းဖို့စူးစမ်းပြီးမှအလုံးမဖြစ်လို့စစ်တိုက်တဲ့အဆင့်ကိုရောက်လာကြတာပါစစ်ကိုရက်ကြမယ်ဆိုရင်လဲတော်လှန်ရေးသမားနဲ့စစ်အုပ်စုချမ်းမှာရက်ချင်တဲ့ပုံစံချင်းကမတူကြပါဘူးစစ်အုပ်စုကစစ်ကိုရက်ချင်တဲ့ပုံစံကတော်လှန်ရေးသမားလူငယ်တွေဆင်နွှဲနေကြတဲ့စစ်တွေအကုန်ရက်ပြီးတော့သူတို့စစ်အုပ်စုကတိုင်းတစ်ပြည်လုံးကိုစိုးမိုးချဲလဲထားတဲ့အခြေအနေအတိုင်းအရင်လိုပြန်ပြီးတော့လက်ခံစေချင်တာပါအရင်အခြေအနေကိုပြန်သွားချင်တာပါစစ်အုပ်စုလက်ကအခြေအနေကိုပြန်သွားစေချင်တာပါတော်လှန်ရေးသမားလူငယ်တွေလိုလားနေကြတာကတော့သူတို့အကြိမ်ကြိမ်ကြွေးကြော်ပြီးတာပါအာဏာရှင်စစ်တပ်အမြင့်ဖြတ်ဖက်စစ်စစ်တပ်အမြင့်ဖြတ်ဆိုတာပါပဲအဲ့ဒါတော့ကွာချနေပါတယ်အဲ့ဒါတော့ကွာချနေလို့လဲစစ်ကို
ရက်လို့မရတာပါကျွန်တော်ခုစကားပြောခဲ့တဲ့နိုင်ငံရေးသမား2ယောက်လိုပဲစစ်ကိုရက်ချင်တဲ့တခြားသူတွေရှိကြပါတယ် NUG ထဲမှာတောင်မှရှိကောင်းရှိနိုင်ပါတယ်တော်လိုင်းရေးဘက်ကလူတွေကိုကျွန်တော်ပြောချင်တာကစစ်ကိုခင်ဗျားတို့ရက်ချင်နိုင်ရက်လို့မရပါဘူးဘာကြောင့်ရက်ချင်နိုင်ရက်လို့မရတယ်လဲဆိုတော့စစ်ဟာခင်ဗျားတို့စခဲ့တာမှမဟုတ်ပဲစခဲ့တဲ့သူကပဲစစ်ကိုရက်ရမှာပါကျွန်တော်ပြောတဲ့စကားကိုပြန်စဉ်းစားကြည့်ပါစစ်ကိုဘယ်သူစခဲ့တာပါလဲ NUG စခဲ့တာလားလူငယ်တွေစခဲ့တာလားတကယ်တော့စစ်ကိုစခဲ့တဲ့သူဟာစစ်အုပ်စုကိုယ်တိုင်ဆိုတာကိုတိတိကျကျရှင်းရှင်းလင်းလင်းသဘောပေါက်ဖို့လိုအပ်ပါတယ်တူမီသနက်ကနေပြီးတော့ကြည်စပေါက်တဲ့အချိန်မှာစစ်ပွဲစတယ်လို့မှတ်ယူနေလို့ရှိရင်တော့မှားပါလိမ့်မယ်ပြည်သူလူထုဘက်ကိုတနက်ပြောင်းလှည့်ပြီးတော့စပစ်လိုက်တဲ့အချိန်မှာစစ်ပွဲစပါတယ်မြောက်သွက်ခိုင်ရဲ့နှစ်ဖူးကိုကြည်စံဝင်သွားတဲ့အချိန်ဟာစစ်အုပ်စုကပြည်သူလူထုကိုစစ်ကြင်ညာလိုက်တဲ့အချိန်မှာပဲစစ်အုပ်စုဘက်ကထိုးစစ်စပါပြီပြည်သူလူထုဘက်ကချက်ချင်းပြန်ပြီးတော့မခုခံနိုင်သေးပါဘူးအပြန်လန်ပြစ်ခတ်တဲ့ပွဲဖြစ်မလာသေးပါဘူးအဲဒါကြောင့်စစ်ပွဲမစသေးဘူးလို့တချို့ကထင်နေကြပေမဲ့စစ်အုပ်စုဘက်ကတော့စစ်ကြင်ညာလိုက်ပါပြီတူမီကြည်စံစပေါက်တဲ့အချိန်တွေကတော်တော်နောက်ကျပါတယ်လူငယ်တွေအများအပြားကိုတတ်ဖြတ်ပြီးအချိန်ကြမှပြည်သူလူထုဘက်ကခုခံစစ်စတာပါပထမဆုံးစတဲ့ခုခံစစ်ဟာတူမီနဲ့စတာတောင်မဟုတ်ပါဘူးလောက်စလုံးနဲ့စတာပါလေးခွနဲ့ပြန်စတိုက်တဲ့အချိန်ကခုခံစစ်စတင်တဲ့အချိန်မှာအဲ့ဒီနောက်မှာ gas တနက်ထဲကိုတမဏိဘောတွေထည့်ပြီးတော့ပြစ်ခတ်ပါတယ်အဲ့ဒီအချိန်ထိစစ်အုပ်စုကတော့ခုခံစစ်လက်နက်ကင်တော်လှန်ရေးစနေပြီလို့တောင်မှသဘောပေါက်ချင်မှပေါက်ပါအောင်မယ်စနစ်ကြတဲ့စုဖွဲ့မှုမရှိသေးပါဘူးဒါပေမဲ့ကလေးမျိုးနတ်ချောင်းနတ်မြောင်းတိုက်ပွဲမြင်းကြံတလုံးမျိုးတိုက်ပွဲမင်းတပ်တိုက်ပွဲဒီမော့ဆိုမိုးပြဲတိုက်ပွဲတွေဖြစ်လာပြီးတော့စစ်သားတွေတေကြတဲ့အချိန်တွေမှာတော့ခုခံစစ်ကြီးဖြစ်ပါပေါ့လားလက်နက်ကင်တော်လှန်ရေးကြီးစပါပေါ့လားဆိုတဲ့အချက်ကိုစစ်အုပ်စုဘက်ကစိတ်မသက်မသာနဲ့လက်ခံလိုက်ရတာစစ်ကိုစခဲ့တဲ့စစ်အုပ်စုဟာအခုထိသူ့လုပ်ရက်တွေကိုမရက်သေးပါဘူးရက်လို့တဲ့စံသားကိုလည်းနည်းနည်းမှမဖော်ပြသေးပါဘူးဒီလိုအချိန်မျိုးမှာတော်လှန်ရေးဘက်ကစစ်ကိုရက်ကြရအောင်မာဆိုတော့စစ်အုပ်စုကရီမှာပေါ့ဗျာမင်းတို့ရက်ချင်တိုင်းရက်လို့ရမလားငါတို့ကတတ်လို့မဝသေးဘူးလို့သူတို့ကပြောခဲ့လို့ရှိရင်ခင်ဗျားတို့ဘာပြန်ပြောကြမလဲဒီချိန်မှာစစ်ရအောင်မှာပြည်သူစစ်ရက်စက်ရအောင်မှာလို့ပြောတဲ့စကားကိုဘာသာပြန်မယ်ဆိုလို့ရှိရင်အတိတ်ပဲတစ်မျိုးပဲထွက်ပါတယ်လက်နက်ချတယ်ဆိုတဲ့အတိတ်ပဲပါပဲစစ်ကိုရက်စဲဖို့အတွက်တော်လှန်ရေးသမားတွေဘက်ကစလုပ်လို့မရပါဘူးစစ်အုပ်စုဘက်ကစလုပ်ရမှာပါတော်လှန်ရေးသမားတွေဘက်ကစလုပ်လို့ရတာတခုကတော့လက်နက်ချတာပဲရှိပါတယ်လက်နက်ချတာဆိုလို့ရှိရင်ချကျင်တဲ့သူတွေကိုပါသာချလိုက်ကြပါစစ်အုပ်စုကအဲ့ဒါကိုတော့ဝမ်းမြောက်ဝမ်းသာကြိုးဆိုကြပါလိမ့်မယ်အဓိကအလေးနဲ့ထားစဉ်းစားရမယ့်အချက်ကစစ်ကိုတော်လှန်ရေးသမားလူငယ်တွေကစခဲ့တာမဟုတ်ဘူးဆိုတဲ့အချက်ပါ NUG ကစတာပိုးလို့တောင်မှမဟုတ်သေးတယ်လို့ပြောရမှာပါလူငယ်တွေကလက်နက်ကင်ပြီးတော်လှန်လို့ NUG ကမလွဲတာမရှောင်တာနောက်ကနေလိုက်ပါအားပေးခဲ့ရတာပါကိုမစတဲ့အရာကိုကိုကအဆုံးတက်ချင်လို့မရပါဘူးစတဲ့လူကရက်ပေးမှအဆုံးတက်မှာပါပြည်သူစစ်ကိုစစ်အုပ်စုကစပါတယ်ခုခံတော်လှန်စစ်ကိုလူငယ်တွေနဲ့ပြည်သူလူထုကိုယ်တိုင်ကစပါတယ်အဲ့ဒီခုခံတော်လှန်စစ်ကိုဘယ်နိုင်ငံရေးသမားကမှလွယ်လွယ်နဲ့လက်နက်ချကျင်နိုင်ချလို့မရပါဘူးမယုံရင်မယုံတဲ့လူစန့်ကျင်နိုင်ပါတယ်ဒေါအောင်ဆန်းစုကြည်ထွက်တာရင်တောင်မှလူငယ်တွေကတော့လွယ်လွယ်နဲ့လက်နက်ချမယ်မထင်ပါဘူးဒါကစစ်ရက်ဆဲမယ်ပြည်တွင်းစစ်ရက်ဆဲမယ်ဆိုတဲ့စကားရဲ့လက်တွေ့မကြဘူးအလုံးမဖြစ်နိုင်ပုံနဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့ဆွေးနွေးချက်ပါဒုတိယအချက်ကိုဆက်ဆွေးနွေးပါမယ်2008စစ်အခြေခံဥပဒေကိုဖျက်သိမ်းပြီးကာကွယ်ရေးဝန်ကြီးဌာနပြည်ထရေးဝန်ကြီးဌာနနယ်စပ်လုံခြုံရေးဝန်ကြီးဌာနတွေကိုအရသာအစိုးရလက်အောက်မှာထားရမယ်အားလုံးပါဝင်တဲ့ရွေးကောက်ပွဲလုပ်ပေးရမယ်ဆိုတဲ့အချက်ပါပထမဆုံးပြောချင်တာကတော့စစ်အုပ်စုကအဲ့ဓာတွေကိုဘယ်တော့မှမပေးဘူးဆိုတဲ့အချက်ပါပဲသူတို့အသက်နဲ့ကိုတီမြဲနေသမျှမှာအဲ့ဒီအချက်တွေကိုပေးမှာမဟုတ်ပါဘူးစဉ်းစားကြည့်ပါ2008အခြေခံဥပဒေကြီးနဲ့အခိုင်အမာလှုပ်ထားတဲ့အခြေအနေလက်နက်ကင်ဝန်ကြီးဌာန3ခုသူတို့အပိုင်ထိချုပ်ထားတဲ့အချိန်အဲ့ဒါလိုအချိန်မျိုးမှာတောင်မှသူတို့လူတွေမဲမနိုင်တာနဲ့အာဏာထသိမ်းတဲ့စစ်အုပ်စုဟာအခုချိန်ကြမှာခင်ဗျားတို့လိုချင်တာတွေကိုပေးပါမလားဗမာပြည်မှာပါတီစုံဒီမိုကရေစီပြည့်ပြည့်ဝဝပေါ်ပေါက်ဖို့ဆိုလို့ရှိရင်2008အခြေခံဥပဒေကိုဖျက်သိမ်းပေးတဲ့အပြင်မှာပါတီအားလုံးကိုရွေးကောက်ပွဲဝင်လို့ရတဲ့အခြေအနေဖန်တီးပေးရပါမယ်ပါတီအားလုံးဆိုတဲ့အထက်မှာ KNU ကရင်မျိုးသားအစည်းအရုံး
KIO ကချင်လွတ်လပ်ရေးအဖွဲ့ UWSP ဝါပြည်သွေးစည်းညီညွတ်ရေးပါတီ ULA ရခိုင်အမျိုးသားအဖွဲ့ချုပ်ဗမာပြည်ကွန်မြူနတီပါတီဘကပအပအဝင်ကြံလူမျိုးစုပါတီတွေအားလုံးအဖွဲ့အစည်းတွေအားလုံးလည်းရွေးကောက်ပွဲဝင်ခွင့်ပေးရပါမယ်ဝင်နိုင်တဲ့အခြေအနေကိုလည်းဖန်တီးပေးရပါမယ်စစ်အုပ်စုကအဲ့ဒါတွေပေးမတယ်လားအဲ့ဒါကြောင့်ခင်ဗျားတို့လိုချင်တဲ့အချက်ဟာဆွေးနွေးယူလို့မရနိုင်ဘူးလို့ကျွန်တော်ပြောခဲ့ပါတယ်အကြိမ်ကြိမ်လဲဆွေးနွေးခဲ့ကြပြီးသားပါဆွေးနွေးမရလို့တိုက်ယူနေရတာပါအခုတိုက်မရရလို့ပြန်ပြီးတော့ဆွေးနွေးရအောင်ဆိုလို့ရှိရင်ဒီသမိုင်းဟာစိုးသွမ်းဆက်ဝိုင်းကြီးတစ်ခုတစ်ခွဲဒုက္ခတွေတွေးတွေမီးရှံနေနဲ့အကြိမ်ကြိမ်လဲပတ်နေပါလိမ့်မယ်ဆွေးနွေးယူလို့ရမယ်ဆိုလို့ရှိရင်ဒီပြည်တွင်းစစ်ကဖြစ်တောင်ဖြစ်မလာပါဘူး NLD ကအစွမ်းကုန်ဈေးလျှော့လိုက်ရောထားခဲ့တာကိုတော့အာဏာသိမ်းသွားတာပါဒါကမရနိုင်တဲ့အပိုင်းကိုပြောတာပါတကယ်လို့ရခဲ့မယ်ဆိုရင်တောင်မှဆရာနာရှင်စနစ်ဆိုတာကြီးကဆက်ရှိနေအောင်မှာပဲဆိုတဲ့အချက်ကိုဆက်ဆွေးနွေးကြပါတယ်2008အခြေခံဥပဒေဖျက်သိမ်းပေးခဲ့ရင်လက်နက်ကင်ဝန်ကြီးဌာန3ခုကိုအရသာအစိုးရလက်အောက်မှာထားခဲ့ရင်ဆရာနာရှင်စနစ်ပြိုကျသွားပြီလို့ထင်နေတဲ့သူတွေတော်တော်များများရှိကြပါတယ်တိတိကျကျပြန်စဉ်းစားကြည့်ပါအဲ့ဒီတိုင်ဟုတ်ရလားသိကြရလားကျွန်တော်အမြင်ကိုပြောပါမယ်စစ်တပ်ဆိုတဲ့ institution ကြီးမှာဆရာနာရှင်ဗိုလ်ချုပ်ကြီးတွေကကြိုးကင်ချဲလဲနေအောင်မယ်ဆိုရင်ဥပိုင် MEC နဲ့စစ်မိသားစုတွေရဲ့ကြောက်စိမ်းကုမ္ပဏီတွေတယ်လီကွန်ဆက်သွယ်ရေးကုမ္ပဏီတွေတွင်းကုန်ထုတ်ကုန်ကုမ္ပဏီတွေလက်နက်ပွဲစားခရိုနီတွေရဲ့ကုမ္ပဏီတွေရှိနေသေးသမျှစစ်အာဏာရှင်စနစ်ဆက်ရှိနေပါအောင်မယ်2008အခြေခံဥပဒေကိုဖျက်သိမ်းပေးမယ်လက်နက်ကင်ဝန်ကြီးဌာန3ခုကိုလည်းအရသာဆိုရလက်အောက်မှာထားပေးမယ်ဒါပေမဲ့ပြည်သူလူထုရဲ့ဆန္ဒပြပွဲကြီးတွေဖြစ်လာလို့ရှိရင်ပြတ်တတ်မယ်ဆိုတော့ခင်ဗျားတို့ကျွန်တော်တို့ဘာလုပ်ကြမလဲအဲ့ဒါကိုဘာနဲ့ကောက်ွယ်ကြမလဲအဲ့ဆိုတော့ institution ကြီးမှာဆရာနာရှင်ဗိုလ်ချုပ်ကြီးတွေကကြိုးကင်ချဲလဲနေအောင်မယ်ဆိုရင်ဥပိုင် MEC နဲ့စစ်မိသားစုတွေရဲ့ကြောက်စိမ်းကုမ္ပဏီတွေတယ်လီကွန်ဆက်သွယ်ရေးကုမ္ပဏီတွေတွင်းကုန်ထုတ်ကုန်ကုမ္ပဏီတွေလက်နက်ပွဲစားခရိုနီတွေရဲ့ကုမ္ပဏီတွေရှိနေသေးသမျှစစ်အာဏာရှင်စနစ်ဆက်ရှိနေပါအောင်မယ်2008အခြေခံဥပဒေကိုဖျက်သိမ်းပေးမယ်လက်နက်ကင်ဝန်ကြီးဌာန3ခုကိုလည်းအရသာဆိုရလက်အောက်မှာထားပေးမယ်ဒါပေမဲ့ပြည်သူလူထုရဲ့ဆန္ဒပြပွဲကြီးတွေဖြစ်လာလို့ရှိရင်ပြတ်တတ်မယ်ဆိုတော့ခင်ဗျားတို့ကျွန်တော်တို့ဘာလုပ်ကြမလဲအဲ့ဒါကိုဘာနဲ့ကောက်ွယ်ကြမလဲသူတို့လူတွေမဲမနိုင်လို့အာဏာထပ်သိမ်းမယ်ဆိုတော့ကျွန်တော်တို့ဘာလုပ်ကြမလဲအချိန်မီအာဏာသိမ်းနိုင်တဲ့အခွင့်အရေးဟာသူတို့လက်ထက်မှာရှိနေသေးသမျှစစ်အာဏာရှင်စနစ်ဆက်ရှိသေးတယ်လို့ပြောရမှာပါဒါကိုမမေ့ပါနဲ့စစ်အာဏာရှင်တွေရဲ့လက်ထက်မှာတနက်ရှိနေသေးသမျှတော်လှန်ရေးမပြီးသေးဘူးလို့ပဲသတ်မှတ်ရမှာပါစစ်တပ်ဘက်ကအာဏာမသိမ်းမှာဘူးဆိုတော့ဂရီကဝတ်အာမခံချက်ပေးရမယ်လို့ပြောတဲ့သူတချို့ရှိပါတယ်စစ်တပ်ကအာဏာမသိမ်းနိုင်အောင်အခြေခံဥပဒေနဲ့အကာအကွယ်ပေးထိန်းချုပ်ထားမယ်လို့တချို့ပြောကြတာလည်းရှိပါတယ်စစ်တပ်ကဘယ်တော့မှဂရီတီးဘူးလို့လေဗျာရွေးကောက်ပွဲပြီးစစ်တိုင်းရပြန်มาမယ်ဆိုတာပြန်လို့လားဂရီပြတ်တာစကားမတီးတာတွေကရေတွက်လို့မရအောင်အမြောက်အများရှိပြီးသားပါဂရီမတီးခဲ့ရင်ပြည်သူလူထုဘက်ကဘယ်လိုရေးယူမလဲအခြေခံဥပဒေနဲ့အကာအကွယ်ပေးမယ်ဆိုတာကပို့ပြီးတော့တောင်မှရည်စရာကောင်းပါတယ်အခြေခံဥပဒေကကြည်စံထွက်လို့လားကြည်စံမထွက်တဲ့အခြေခံဥပဒေကိုစစ်တပ်ကဂယူးဆိုင်ပါတယ်လားကြည်စံမထွက်တဲ့အခြေခံဥပဒေကိုစစ်တပ်ကအိမ်သာသုံးစက်ကူလို့စုပ်ဖြက်ပြတာအကြိမ်ကြိမ်ရှိခဲ့ပါပြီသူတို့ကိုယ်တိုင်အမြတ်တနိုးတန်ဖိုးထားရေးဆွဲထားတဲ့2008အခြေခံဥပဒေကိုတောင်မှအိမ်သာသုံးစက်ကူလောက်တန်ဖိုးမထားဘဲနဲ့ဘလောင်းပလဲလုံနေတာကိုအထူးပြောဖို့လိုပါသေးသလား2008အခြေခံဥပဒေဟာစေအုပ်စုရဲ့အခိုင်အမာခံတပ်ကြီးတစ်ခုဆိုတာကဟုတ်ပါတယ်ဒါပေမဲ့အဲ့ဒီခံတပ်ကြီးကိုဖြိုချနိုင်အောင်နဲ့စေအုပ်စုကစစ်အာဏာရှင်စနစ်ကမပြိုကျသေးပါဘူး2008အခြေခံဥပဒေမရှိရင်တောင်မှစစ်အာဏာရှင်စနစ်ဟာအလုံးထည်ရော့သွားအောင်မှာမဟုတ်ပါဘူး2008အခြေခံဥပဒေမရှိခင်တုန်းကလည်းစစ်အာဏာရှင်စနစ်ရှိပါတယ်ဒီတော့ပြည်သူ့စစ်ရက်စဲကြအောင်ဆွေးနွေးကြအောင်လို့ပြောတဲ့စကားဟာရှက်စရာကောင်းပါတယ်ဟိုကတတ်နေတဲ့လူကတုတ်တုတ်မှမလုပ်ဖ ೇನೆ ခုခံနေတဲ့လူကတော်ကြရအောင်ပါဆိုတဲ့စကားဟာလက်နက်ချပါရစေလို့ပြောတာနဲ့ဘာမှမတူပါဘူးလက်နက်ချပါရစေကျွန်တော်တို့ကြောက်ပါပြီအညံ့ခံပါပြီလို့ပြောလိုက်လို့ရှိရင်လည်းအတူတူပါပဲမဖြစ်နိုင်တာတွေကိုစိတ်ကူးရင်မပြကြပါနဲ့မဖြစ်နိုင်တာတွေကိုပြည်သူလူထုရောလောက်အောင်ပုံမြင်နေမပြောကြပါနဲ့ဗျာအဲ့ဒီတော့သူတို့ကလည်းပြောပါတယ်
မောင်သိမ်းမြတ်ရဲ့မင်းပြောတဲ့လက်နက်ကင်တော်လှန်ရေးအောင်မြင်ဖို့ဆိုတာကရောလွယ်ပါမလားတဲ့မှန်ပါတယ်မလွယ်ပါဘူးတော်တော်ကြီးခက်ပါတယ်ဒါပေမဲ့မဖြစ်နိုင်တဲ့အရာတော့မဟုတ်ပါဘူးဖြစ်အောင်လုပ်ရင်ဖြစ်နိုင်ပါတယ်ညီညွတ်ဖို့လိုပါတယ်ငွေလိုပါတယ်နီးပညာလိုပါတယ်နိုင်ငံရေးခေါင်းဆောင်တွေတော်လှန်ရေးသမားတွေအနေနဲ့သမိုင်းတစ်လျှောက်မှာမကြုံဘူးမတွေ့ဘူးခဲ့တဲ့သဘောထားကြီးမှုနှိမ့်ချမှုအမျှော်မြင်ကြီးမှုတွေပြသဖို့လိုပါတယ်အဲ့ဒါတွေရဖို့ကတော်တော်ကြီးခက်ပါတယ်ဒါပေမဲ့မရအောင်လုပ်ဖို့နီးလန်းကလွဲပြီးတော့ကျွန်တော်တို့မှာတခြားရွေးချယ်စရာမရှိပါဘူးမလုံနိုင်ခဲ့ရင်သားစဉ်မြေးဆက်ကြုံခံကြတေးကြကြငတ်မွတ်ကြဖို့ပဲရှိတော့တယ်လို့သတိပေးကြပါတယ်ခင်ဗျာ